အားလုံးပဲမင်္ဂလာပါစိတ်အေးချမ်းပျော်ရွှင်တဲ့နေ့ရက်လေးဖြစ်ပါစေလို့ Charis Care and Counseling Center MIT ကနေနှုတ်ခွန်းဆက်တာလိုက်ပါတယ်ကျွန်တော်ကတော့ထွက်အောင်တော့ပါဒီနေ့မှာ self awareness လို့ခေါ်တဲ့မိမိကိုမိမိတိကျွမ်းနားလေခြင်းဆိုတာဘယ်အရာမျိုးကိုခေါ်ဆိုတယ်လဲမိမိကိုမိမိတည်တည်ချာချာတိကျွမ်းနားလေခြင်းအပြင်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာဘာကောင်းကျိုးတွေရလာနိုင်လဲကိုတေချာမသိဘူးဆိုလို့ရှိရင်ရောဘာအကျိုးဆက်တွေဖြစ်လာနိုင်လဲကိုတေချာချာတိကျွမ်းနားလေအောင်ကျွန်တော်တို့နေ့စဉ်ဘဝမှာဘယ်အရာလေးလှုပ်ဆောင်လို့ရတယ်လဲဆိုတဲ့အရာကိုဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ် self awareness လို့ခေါ်တဲ့ကိုသိခြင်းဆိုတာကကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကိုယ့်ရဲ့လုံနိုင်စွမ်းတွေကိုယ့်ရဲ့စိတ်ခံစားချက်အခြေအနေတွေဘယ်အရာကိုပျော်ရွှင်စေတယ်ဆိုတဲ့အရာနဲ့ဘယ်အရာတွေကိုလုံးလို့ရှိရင်ကိုကစိတ်ကတိကောက်ဖြစ်စေတယ်ကိုဘာဖြစ်ချင်တယ်ဆိုတဲ့အရာကိုတေချာချာကနာနာတိမြင်နားလေခြင်းကိုခေါ်ဆိုတာဖြစ်ပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ကိုရိုးသားစွာရှုမြင်တတ်ခြင်းကိုခေါ်ဆိုတာဖြစ်ပါတယ်အဲ့လိုကိုရိုးသားစွာရှုမြင်လိုက်တဲ့အခါမှာကို့မှာအားနည်းချက်တွေရှိတယ်ကို့မှာလိုအပ်ချက်တွေရှိတယ်ဆိုရင်တောင်မှအဲ့ဒီအရာကိုကိုအပြစ်မတင်ပဲလက်ခံပေးခြင်းဖြစ်ပါတယ် self awareness လို့ပြောတဲ့ကိုသိမြင်နားလေတတ်ဖို့ဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုတတိပြုမိဖို့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်လူတွေကစိတ်ခံစားချက်ပေါ်မှာမူတည်ပြီးတော့မှပြောဆိုပြုမှုတတ်ကြတယ်။ဥပမာပြောရမယ်ဆိုလို့ရှိရင်ကိုကဒေါသအရန်ထွက်နေတဲ့အချိန်ခါမျိုးမှာဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုတတိမပြုတ်လိုက်မိပဲနဲ့စိတ်လိုက်မှန်ပါလွတ်ကနေပြောလိုက်တဲ့စကားလုံးတွေပြုမှုလိုက်တဲ့အပြုမှုတွေကကိုဘေးနာပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုနာကျင်စရာထိခိုက်စရာတွေဖြစ်တတ်ပါတယ်တကယ်လို့များအဲ့ဒီဒေါသအရန်ထွက်နေတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ခံစားချက်ကိုတတိပြုတ်လိုက်မိပြီးတော့မှအဲ့ဒီအရာကိုအရင်ဦးဆုံးဖြေလျှော့ပြီးတော့မှအရင်ဦးဆုံးကင်တွယ်ဖြေရှင်းပြီးတော့မှဆုံးဖြတ်ချက်ချတာမျိုးပြောဆိုပြုမှုတာမျိုးဆိုလို့ရှိရင်တော့ထိခိုက်နာကျင်စရာတွေကိုကျွန်တော်တို့လျှော့ချပြီးသားဖြစ်သားပါတယ်ခဏပြောတဲ့ထိခိုက်စရာနာကျင်စရာတွေညော့နေသွားတဲ့အခါမှာကျွန်တော်တို့ရဲ့မိသားစုလုပ်ငန်းခွင်လူမှုပတ်ဝန်းကျင်မှာပုံမကောင်းမွန်တဲ့ပေါင်းတင်ဆက်ဆံရေးတွေကိုကျွန်တော်တို့တည်ဆောက်နိုင်လာတယ်ကိုတိရှိနားလေခြင်းအဖြစ်ကိုဘေးနားမှာရှိတဲ့လူတွေရဲ့အခြေအနေတွေစိတ်ခံစားချက်တွေကိုလည်းကျွန်တော်တို့ထည့်သွင်းစဉ်းစားတတ်လာတယ်လူတွေကိုပို့ပြီးတော့မှကိုချင်းစာတရားတွေမေတ္တာတရားတွေထားရှိတတ်လာနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုတိရှိနားလေခြင်းကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအင်မတန်မှအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာကျွန်တော်တို့ဘာတွေတွေးနေလဲဘာတွေပြုမှုနေလဲဘာတွေခံစားနေရတယ်လဲဆိုတဲ့အရာတွေကိုတတိမထားတဲ့အခါမှာကျွန်တော်တို့ရဲ့အားနည်းချက်တွေအားသာချက်တွေကိုလည်းကျွန်တော်တို့မသိနိုင်ဘူးဒါကြောင့်မို့လို့မာပိတာအမားတွေကိုပဲထက်ခါမားရင်နဲ့အမားတန်တရားတွေမှာပဲကျွန်တော်တို့လေနေတတ်ကြတယ်အကယ်၍ကိုတတိပြုမိမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုယ့်ရဲ့အားနည်းချက်တွေကိုတိလာတယ်ဆိုတော့အဲ့ဒီအရာတွေကိုလက်ခံပြီးတော့မှပြင်ဆင်ရင်းနဲ့ကျွန်တော်တို့ကကိုယ့်ရဲ့ဘဝအသေးပေတွေကိုယ့်ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုယ့်ရဲ့တန်ဖိုးထားမှုတွေကိုပို့ပြီးတော့မှမြင့်တင်လာနိုင်မှာဖြစ်တယ်လူတစ်ယောက်ကကိုသိတဲ့အခါမှာကိုယ်မှာရှိတဲ့အားနည်းချက်အားသာချက်လှုပ်ဆောင်နိုင်စွမ်းနဲ့အကန့်အသတ်ဖြစ်တဲ့အရာတွေကိုကိုတိုင်သိလာတယ်အဲ့လိုသိလာတဲ့အခါမှာကိုယုံကြည်မှုလည်းပိုတိုးလာသလိုဆုံးဖြတ်ချက်ချစရာရှိတဲ့အခါမှာဆိုလို့ရှိရင်ရေးဝုန်းနဲ့ခိုင်မာဆုံးဖြတ်ချက်ချလာနိုင်တယ်လူတွေကတယောက်နဲ့တယောက်မွေးဖွားကြီးပြင်းလာရတဲ့နောက်ခံအကြောင်းအရာတွေမတူတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တယောက်နဲ့တယောက်ရင်ဆိုင်ကြော်လွှားနေကြရတဲ့အခြေအနေတွေလည်းမတူဘူးဆိုတာကိုကျွန်တော်တို့သိဖို့လိုအပ်ပါတယ်အဲ့ဒီမတူညီတဲ့အကြောင်းအရာတွေကိုတတိမပြုမိတဲ့အခါမှာကျွန်တော်တို့ကသူများနဲ့တွားနိုင်ရှင်ပြီးတော့မှကိုတိမ်ငယ်စိတ်တွေဝင်တတ်ပါတယ်မတူညီတဲ့အကြောင်းအရာအခြေအနေတွေကိုကိုတိုင်တိမြင်ပြီးတော့မှလက်ခံသွားနိုင်တဲ့အခါမှာကိုလှုပ်ရှားရှိတဲ့လုပ်ငန်းတွေကိုတိကျအာရုံစိုက်နိုင်ပြီးတော့ကိုယုံကြည်မှုလို့ခေါ်တဲ့ self confidence ကိုလည်းကျွန်တော်တို့ကိုယ်တိုင်မြင့်တင်လာနိုင်မှာဖြစ်တယ်ကိုသိရှိနားလေခြင်းကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအရေးကြီးတဲ့အတွက်ကြောင့်မို့လို့ဒီအရာတွေကိုကျွန်တော်တို့ပို့ပြီးကောင်းအောင်ပြောထောင်ဖို့အတွက်လုပ်လို့ရတဲ့နီလန်းကောင်းတွေကတော့နံပါတ်1တစ်ချက်အနေနဲ့mindfulness လို့ခေါ်တဲ့လေ့ကျင့်ခန်းတွေကိုကျွန်တော်တို့လုပ်လို့ရတယ် mindfulness လေ့ကျင့်ခန်းထဲမှာဆိုလို့ရှိရင်တက်ရှူလေ့ကျင့်ခန်းတ
တရားထိုင်တာယောဂလေ့ကျင့်ခန်းလုပ်တာတွေပါဝင်ပါတယ်နံပါတ်1တစ်ချက်အနေနဲ့ကျွန်တော်တို့က journaling ရေးလို့ရပါတယ် journaling ရေးတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကျွန်တော်တို့ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကျွန်တော်တို့ဖြစ်ချင်တဲ့ဆန္ဒတွေကိုကျွန်တော်တို့ပြန်လေချရေးပြီးတော့မှရှာဖွေတာမျိုးကျွန်တော်တို့လုပ်လို့ရပါတယ်နံပါတ်3တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ဘေးမှာရှိတဲ့မိသားစုဝင်တွေ mix တွေတငယ်ချင်းတွေဆရာသမားတွေရဲ့အပြုသဘောဆောင်တဲ့တုံးတက်ချက်တွေကိုကျွန်တော်တို့နားထောင်တတ်ဖို့လိုပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကတခါတလေမှာကိုပြောလိုက်တဲ့စကားတွေကိုပြုမှုလိုက်တဲ့အပြုမှုတွေကကိုတတိမပြုမိပေမဲ့ကိုဘေးနားမှာရှိတဲ့လူတွေကတတိပြုမိတာမျိုးရှိပါတယ်။ဆိုတော့အဲ့လိုအပေါင်းလက္ခဏာဆောင်တဲ့တုံးတက်ချက်တွေကိုကျွန်တော်တို့နားထောင်ရင်းနဲ့ကိုရဲ့လိုအပ်ချက်တွေကိုပြင်ဆင်တတ်ဖို့လိုပါတယ်။နံပါတ်4အချက်အနေနဲ့ကျွန်တော်တို့ကိုပြန်လေတုံးတက်တဲ့အလေးအကျင့်ကိုပြုလုပ်ဖို့လိုပါတယ်။တခါတလေကျွန်တော်တို့ကစိတ်ခံစားချက်အယံမြင့်သွားတဲ့အခါမှာဒီခံစားချက်ပေါ်မှာမူတည်ပြီးစိတ်လိုက်မှန်ပါပြောဆိုပြုမှုတာမျိုးမလုပ်ဘဲနဲ့စိတ်ခံစားချက်ကိုခဏလေးပြန်လေးတုံးတက်ပြီးတော့မှမှန်ကန်တဲ့နီလာနဲ့ပြောဆိုတာမျိုးမှန်ကန်တဲ့နီလာနဲ့ပြုမှုတာမျိုးကျွန်တော်တို့လုပ်တင်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့လှုပ်ဆောင်ပြီးသားလုပ်ငန်းဆောင်တာတွေအပေါ်မှာလည်းကိုပြန်လေတုံးတက်တာမျိုးဆိုတော့လှုပ်ဆောင်ပြီးသားအရာပေါ်မှာအားနည်းချက်ရှိခဲ့တယ်ဆိုလို့ရှိရင်အားနည်းချက်ကိုအားသာချက်အဖြစ်ပြန်လေပြောင်းလဲပြုမှုတာမျိုးလုပ်တင်ပါတယ်အားသာချက်ကိုလည်းကျွန်တော်တို့ဆက်လက်ပြီးတော့မှပုံမကောင်းမှုအောင်ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့အလေးအကျင့်တွေကိုကျွန်တော်တို့ကိုပြန်လေတုံးတက်ခြင်းအဖြစ်ရရှိနိုင်ပါတယ်နောက်ဆုံးအနေနဲ့ကိုတိမြင်နားလေခြင်းနဲ့ပတ်သက်တဲ့ကိုပြန်လေရှာဖွေတာကိုပြန်လေတုံးတက်တာကိုတိရှိနားလေနိုင်အောင်စူးစမ်းတဲ့နေရာမှာအကူအညီလိုအပ်ခဲ့မယ်ဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုဝန်ဆောင်မှုတွေပေးနေတဲ့နေရာတွေမှာကိုတိုင်းအကူအညီတွားရောက်ယူတတ်ဖို့အတွက်အရေးကြီးပါတယ်ကိုတိရှိနားလေခြင်းဆိုတဲ့အရာကနေချင်းညချင်းဖြစ်လာတာတော့မဟုတ်ပါဘူးဒီကနေ့ကျွန်တော်တို့မျှဝေခဲ့တဲ့နီလန်းကောင်းလေးတွေကိုကိုရဲ့လက်တွေ့ဘဝမှာနေ့စဉ်ကျင့်သုံးရင်းနဲ့ကိုတိရှိနားလေတဲ့သူများဖြစ်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်